င်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဘေးလီတဲ့တော့အစီအစဉ်ကိုကြွားရောက်အားပေးကြတဲ့ပရိသတ်များလည်းတကွရုပ်မြင်သံကြားကနေကြည့်ရှုအားပေးနေတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်ဝကြပါစေကျွန်တော်ဘတ်စင်အခုလိုတနင်္ဂနွေနေ့ညတိုင်းတင်ဆက်ပေးနေကြဘေးလီတဲ့တော့အစီအစဉ်ကိုဒီတစ်ပတ်အတွက်စတင်ပါအောင်မယ်ခင်ဗျာကျွန်တော်ဘေးလီတဲ့တော့အစီအစဉ်မှာတင်ဆက်ပေးနေကြထုံးစံအတိုင်းပဲပြန်ပုံဝင်နေတဲ့ကတစ်ချိန်မှားရင်တို့လက်ထက်ကဘူပေါင်းလေးတွေကိုဖောက်ပြီးတော့နောက်ဆုံးတဦးတည်းကျန်တဲ့အထိရှင်ပြိုင်ရွေးချယ်သွားမှာဖြစ်ပါတယ်အဲဒီရွေးချယ်ခံရတဲ့တဦးတည်းကနောက်တစ်ပိုင်းမှာကျပ်သိန်း30အထိပိုင်ဆိုင်ခွင့်ရနိုင်မဲ့ရင်ခုန်ပွဲရာစုရွေးချယ်တဲ့အစီအစဉ်ကိုဆက်လက်ပါဝင်ခွင့်ရမှာဖြစ်ပါတယ်ခင်ဗျာကဲအခုဆိုရင်ပြန်ဝင်မဲ့သူတွေရောယူဆအားပေးနေတဲ့ပရိသတ်တွေရောစတင်ဖို့အတွက်အဆင်သင့်ဖြစ်နေပြီထင်ပါတယ်ကျွန်တော်တို့ရဲ့ပထမပိုင်းပြိုင်ပွဲစတင်လိုက်အောင်ခင်ဗျာဒီတစ်ပတ်ပြောမဲ့ပထမဆုံးစာကြောင်းကတော့ဂျယ်လင်းကူဟာမြန်မာပြည်မှာအကြီးဆုံးကူဖြစ်ပြီးတော့ကြောက်ခစ်လူသားတွေနေထိုင်ခဲ့တဲ့ကူလည်းဖြစ်ပါတယ်တဲ့ဂျယ်လင်းကူဟာမြန်မာနိုင်ငံမှာရှိတဲ့ကူတွေထဲမှာအကြီးဆုံးကူဖြစ်ပြီးတော့ဟိုးကြောက်ခစ်ကလေးကလူသားတွေနေထိုင်ခဲ့တဲ့ကူလည်းဖြစ်ပါတယ်အဲ့ဒါဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားရွေးလို့ရပါပြီခင်ဗျဒီစာကြောင်းအတွက်ကိုအားလုံးအစင်းတဲ့နေရာယူပြီးဆိုတော့အဖြေကိုပြောပါမယ်ခင်ဗျဂျယ်လင်းကူဟာမြန်မာနိုင်ငံမှာရှိတဲ့ကူတွေထဲမှာအကြီးဆုံးကူဖြစ်တယ်ပြီးတော့ကြောက်ခစ်ကလေးကလူသားတွေနေထိုင်ခဲ့တယ်ဆိုတာမှန်ပါတယ်ခင်ဗျာခုပထမဆုံးစာကြောင်းပြောပြီးသွားပါပြီဒုတိယမြောက်စာကြောင်းဆက်ပြီးတော့နားထောင်ပေးပါဦးခင်ဗျာကျင်ရင်အကဆိုတာချင်းတိုင်းရင်းသားလူမျိုးတွေရဲ့ရိုးရာအကာတစ်ခုဖြစ်ပါတယ်ကျင်ရင်အကဆိုတာချင်းတိုင်းရင်းသားလူမျိုးတွေရဲ့ရိုးရာအကာတစ်ခုဖြစ်ပါတယ်ဒီပါပရိသတ်များခင်ဗျာအခုဒုတိယမြောက်စာကြောင်းအတွက်ကိုလည်းအားလုံးနေရာယူပြီးဆိုတော့အဖြေကိုနားထောင်ကြည့်အောင်ကျင်ရင်အကဆိုတာရခိုင်တိုင်းရင်းသားလူမျိုးတွေရဲ့ရိုးရာအကဖြစ်ပါတယ်ချင်းလူမျိုးတွေရဲ့အကဆိုတာမှားပါတယ်ခင်ဗျာအခုစာကြောင်းနှစ်ကြောင်းပြောလို့ပြီးတော့ပါပြီတတိယမြောက်စာကြောင်းဆက်ပြောပါမယ်ခင်ဗျာမြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံးကို1992ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံးကို1992ခုနှစ်မှာစပြီးတော့ဖွဲ့စည်းခဲ့တာပါရွေးလို့ရပါပြီပရိသတ်များခင်ဗျာအခုဒီစာကြောင်းမှာတော့ဖြစ်နိုင်တဲ့မှန်တဲ့ဘက်မှာတယောက်တည်းပဲရှိပြီးတော့ကျန်တဲ့ပြိုင်ပွဲဝင်တွေကမဖြစ်နိုင်ဘူးဆိုတဲ့ဘက်မှာရှိပါတယ်ခင်ဗျာအဖြေကိုနားထောင်ကြည့်အောင်မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံးကို1992ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တယ်ဆိုတာမှန်ပါတယ်ခင်ဗျာကျွန်တော်တို့အခုစာကြောင်း၃ကြောင်းပြောပြီးမှစင်မြင့်ထက်မှာဘူပေါင်းပိုင်ရှင်တစ်ချိန်မှခွင့်တယောက်မှမရှိတော့ပါဘူးအဲ့တော့ဘယ်သူပဲဖြစ်ဖြစ်ကိုရွေးချယ်တဲ့ဘက်မှားတာနဲ့ပြန်ဆင်းရမှာပါနောက်ဆုံးတယောက်တည်းကြံဖို့ကိုဆက်ပြီးတော့စူးစမ်းပြီးတော့စဉ်းစားရွေးချယ်ပါကမ္ဘာကျော်မင်းသားလီယိုနာဒို ဒီကာပရီယိုဟာတဲ့89ကြိမ်မြောက်အော်စကာဆုပေးပွဲမှာအကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကိုစွတ်ခူးသိမ်းပိုက်နိုင်ခဲ့ပါတယ်လီယိုနာဒို ဒီကာပရီယိုဟာ89ကြိမ်မြောက်အော်စကာဆုချီးမြှင့်ပွဲမှာအကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကိုရရှိခဲ့တာဖြစ်ပါတယ်အားလုံးနေရာပြီးပါပြီ Titanic ဇာတ်ကားနဲ့တကဘာလုံးအရန်ကိုကြိုက်ခဲ့ကြတဲ့မင်းသားလီယိုနာဒို ဒီကာပရီယိုက89ကြိမ်မြောက်အော်စကာဆုပေးပွဲမှာအကောင်းဆုံးမျိုးသားဇာတ်ဆောင်ဆုရရှိခဲ့တယ်ဆိုတဲ့စာကြောင်းရဲ့အဖြေကိုခုပြောပါပြီလီယိုနာဒိုအော်စကာဆုရရှိခဲ့တဲ့ဆုပေးပွဲအကြိမ်ကြီးဟာ88ကြိမ်မြောက်အော်စကာဆုပေးပွဲဖြစ်ပါတယ်89ကြိမ်မြောက်ဆိုတာမှားပါတယ်ခင်ဗျာ
ခုစီမင်းထက်မှာပြိုင်ပွဲဝင်နောက်ဆုံး2ယောက်ပဲကျန်ပါတယ်ခင်ဗျာအဲ့တော့ဆက်ပြီးတော့ဒီချာလေးနားထောင်ပေးပါဦး Sky Central Plaza ဟာတရုတ်ပြည်မှာရှိပြီးတော့တဲ့အထပ်ပေါင်း102ထပ်ရှိပါတယ်ပြန်ပြောပါမယ် Sky Central Plaza ဆိုတာတရုတ်နိုင်ငံမှာရှိပြီးတော့အထပ်ပေါင်း102ထပ်ရှိပါတယ်ဦးကတော့တယောက်တစ်ဖက်စီအသီးသီးနေရာယူလိုက်ပြီဆိုတော့ဒီနှစ်ယောက်ထဲကပေချာပေါက်တစ်ယောက်ကတော့ကျွန်တော်ရွေးချယ်ခံရပြီးစုရွေးခွင့်ရရှိသွားပြီဖြစ်ပါတယ်သူရသွားတယ်လဲဆိုတာအဖြေကိုနားထောင်ကြည့်အောင် Sky Central Plaza ဟာတရုတ်နိုင်ငံမှာရှိပြီးတော့အထပ်ပေါင်း102ထပ်ရှိတယ်ဆိုတာမှားပါတယ်အထက်80ရှိတာဖြစ်ပါတယ်ခင်ဗျာဒီလေးနေခဲ့ပါမင်္ဂလာပါမင်္ဂလာပါခုဆိုပြိုင်ပွဲဝင်နေအများကြီးထဲမှာ30အထိစုရွေးရမယ့်အစီအစဉ်မှာပါဝင်ရသွားပြီအဲ့တော့ပြည်သက်ကိုနာမည်လေးမိတ်ဆက်ပေးပါဦးကျွန်တော်နာမည်တင်ကိုဝင်းဖြစ်ပါတယ်ခင်ဗျာဟုတ်ပါပြီဘယ်ကလာပြိုင်တာလဲမင်္ဂလာတုံမြို့နယ်ကလာပြိုင်တာဖြစ်ပါတယ်ဟုတ်ပါပြီဒီလေးတင်ကိုဝင်းရဲ့စုရွေးတဲ့အစီအစဉ်ကိုကျွန်တော်တို့အခုဆက်လက်ရှုစားအားပေးရမှာဖြစ်ပါတယ်ဒီတစ်ပတ်စုရွေးချယ်ဖို့ကိုအဓိကကူညီပံ့ပိုးပေးထားတာကတော့ OK ဒေါ်လာမှဖြစ်ပါတယ်ခင်ဗျာဘေးလီတန်ရဲ့ဒုတိယပိုင်းစုရွေးချယ်တဲ့စီစဉ်ကိုဆက်လက်တင်ဆက်ပါရမယ်ခင်ဗျာဒီစီစဉ်အတွက်ကိုအဓိကကူညီပံ့ပိုးပေးတာကတော့ OK ဒေါ်လာမှဖြစ်ပါတယ် OK ဒေါ်လာဆိုတာက mobile payment system ဖြစ်ပါတယ်ခင်ဗျာ OK ဒေါ်လာ mobile payment system ကိုအသုံးပြုပြီးတော့24နာရီ9ရက်ပတ်လုံးငွေပေးငွေယူမှုတွေပြုလုပ်နိုင်ပါတယ်အဲ့လိုငွေပေးငွေယူပြုလုပ်တဲ့အတွက်ကိုလည်းမြည်သည့်ဝန်ဆောင်ကမှပေးစရာမလိုပါဘူးခင်ဗျာစိတ်ပါဝင်စားလို့အသေးစိတ်သိရှိခြင်းနဲ့ဆိုရင်တော့ OK ဒေါ်လာရဲ့ Facebook page မှာဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြပါတယ်ခင်ဗျာဘေးလီနဲ့ဒုတိယပိုင်းစုရွေးချယ်တဲ့စီစဉ်ကိုဆက်လက်တင်ဆက်ပါဦးမယ်ခင်ဗျာဒီစီစဉ်မှာတင်ဆက်ပေးဖို့အတွက်ကိုမောင်မောင်အေးကိုစင်းမြင့်ထက်ကိုဖိတ်ခေါ်ပါတယ်မင်္ဂလာပါမင်္ဂလာညပါဗျဒီတစ်ပတ်စုရွေးချယ်ရမှာတော့ကိုတင်ကိုဝင်းဖြစ်ပါရဲ့စင်ပေါ်မှာကိုရိုင်းနေရာယူပေးပါအောင်ခင်ဗျာကံကောင်းပါစေဗျာကိုတင်ကိုဝင်းမင်္ဂလာပါဗျမင်္ဂလာပါဘာဖြစ်လို့မျက်မှန်မတက်တာလဲဗျမျက်မှန်တက်လိုက်ကျွန်တော်ဖြစ်နေပြီလေအဲ့တော့ဒီသပင်းပုံစံကိုဘယ်ကောင်ထားတာလဲမကြသေးပါဘူးဘုန်းကြီးခဏဝက်လိုက်ဩဟုတ်ပါပြီအဲ့တော့သပင်းရှိပြန်ထွက်လာအောင်ပါပေါ့ဟုတ်ကဲ့ကျွန်တော်လည်းတာပါတယ်ကဲအဲ့တော့မင်္ဂလာတော့လာပြိုင်နေဒီပြိုင်ပွဲကိုဘယ်လိုဖြစ်လို့လာပြိုင်ဖြစ်တာလဲပြောပြပေးပါညဘက်ပြိုင်ပွဲကြီးကြီးဖြစ်လို့ဗျမင်းကုန်းတွေရောဘယ်လိုလေးလာလဲဗျဒီစင်းကြီးအောင်မေကုန်းတွေကညံစမ်းမေကုန်းတွေဆိုတော့နည်းစိတ်ဝင်စားလို့တိတာလည်းပါတော့မတိရလည်းရမ်းတုတ်တော့အဲ့တော့နောက်ဆုံးဆင်းရလာအောင်ရန်တုတ်ဘယ်လောက်ရာခိုင်နှုန်းတိတာဘယ်လောက်ရာခိုင်နှုန်းတော့ပြောတာ3ခုလောက်တော့ရန်တုတ်လေ3ခုလောက်ရန်တုတ်တာလည်းပန့်သွားမှာပေါ့နော်ဒါလည်းရန်တုတ်တာလည်းတကယ်စနစ်တကျတုတ်တတ်မှရတာပေါ့နော်အဲ့တော့အခုလောလောဆယ်မှာနောက်ဆုံးအဆင့်30ဘယ်နံပါတ်လဲပါလဲဆိုတာကိုရန်တုတ်အောင်မလားဒါမှမဟုတ်အကြောင်းပြချက်လေးတစ်ခုနဲ့ရွေးပေးမလားကိုကြိုက်တဲ့နံပါတ်ပဲယူလိုက်9နံပါတ်9 model way motion လက်ထဲကဒါ30လို့ကိုတင်ကိုဝင်းတတ်မှတ်လိုက်တဲ့လက်ဆွဲတက်တာအဲ့တော့နံပါတ်9ထဲမှာ30ရှိပါစေ model way motion ကျေးဇူးတင်ပါတယ်ပြောပါအောင်ဗျနံပါတ်9ဟာဘာကြောင့်24ခုထဲမှာ30ရှိတယ်ထင်ရတာဘာရတော့မဟုတ်ပါဘူးကိုကနအောင်ကြိုက်လို့ဟုတ်ကဲ့ဟုတ်ပြီကိုနဲ့ပတ်သက်လို့တခြားထူးထူးခြားဘာမှမရှိဘူးပေါ့မရှိပါဘူးဟုတ်ပြီကဲကိုတင်ကိုဝင်း30ရပါစေရခဲ့ရင်ခေါ်ဘလို့တွေသုံးဆွဲဖို့အစီအစဉ်ရှိပါတယ်အဲ့ဒါတော့အစီအစဉ်မချသေးဘူးချသေးနော်ဟုတ်ကဲ့ဟုတ်ပြီကဲလက်ထဲတော့မှပဲဆက်ပြီးတော့ဆွေးနွေးကြတာပေါ့ကဲပါ90 model Pantissa ဒါကတော့ပထမဦးဆုံးစပယ်လိုက်တဲ့စုပါဒီစုနဲ့ကျွန်တော်တို့ထောင်စုကလေးဖြစ်ဖို့စုတောင်းပေးပါလေပထမဦးဆုံးစုပေးဆုံးဖြစ်ပါလေအိုး5သိန်းစု6စုရှိတယ်အဲ့ဒီကခက်လက်စုတစ်စုပေးပါဦး24 model crystal thingy
15000 5သိန်းကနေ15000ဖြစ်သွားပြီနောက်တစ်စုထောင်စုဖြစ်ဖို့ထူထောင်ပေးကြရအောင်ပေးပါကြ 10 Number 10 model Sutrasan model Sutrasan 4000 1000ဝယ်4000 5သိန်း3စုထွက်သွားပြီဒီကိုလာပြိုင်တော့ဘယ်သူတွေနဲ့လာပြိုင်တာလဲ တငယ်ချင်းရဲ့မိန်းမ ဟောတကယ်ချင်းနဲ့အမျိုးသမီးနဲ့ဟုတ်ပြီကဲ 4 number 4 model ခိုင်မီမီဇော်လွင်တကယ်ချင်းလေးနဲ့လည်းတိုင်မင်ကြရှိရင်တိုင်မင်လေးရပါတယ်နော်လွယ်လွယ်လက်ဆွေးနွေးလေးရပါတယ်9000 1000စု3စုသိန်းစုတစ်စု1000စု3စုသိန်းစုတစ်စုပြပါအောင် 6 number 6 model ရင်ထက် model ရင်ထက်2000 1000စု4စုထွက်သွားပြီ1000စု8စုဟာတစ်စုမှမထွက်သေးဘူးလောလောဆယ်ရှိသေးကိစ္စမရှိပါဘူးပြပါအောင် 13 13 model သိန်းရွှေစင် model သိန်းရွှေစင်3000ကဲထောင်စုစထွက်ပြီနော်ပြောရင်ဆိုရင်ထောင်စု8စုမှာတစ်စုစပြီးတော့10ဦးပေါက်သွားပြီနောက်ထပ်ကျန်တဲ့9စုထပ်ပြီးတော့ရအောင်ကြိုးစားပြီးဖယ်အောင်ဖယ်ပါဦး 15 model pinky model pinky 3500 3500 8စုမှာ6စုပဲကျန်တော့တယ်ဘယ်ပါအောင် 14 model Agri ပါ model Agri 2000ဟာကိုတင်ကိုဝင်းဆုံးဖြတ်ချက်3ကစတိုက်ထောင်စုတိတ်ကိုပြောကြကောင်းနေထပ်ပဲပါအောင်ထောင်စု5စုကျန်သေးတယ် 1 number 1 model Heyman model Heyman 8သိန်းအိုးထောင်စု3စုစတိုက်ထွက်ပြီးမှာ8သိန်းအဲ့တော့ကိုတင်ကိုဝင်းအနေနဲ့ရင်ခုန်စရာသိန်း30 10သိန်း3သိန်း2သိန်းကျန်ပါသေးတယ်နော် 18 model Elwa sign model Elwa sign ဒီနေ့ပွဲစဉ်ရဲ့လက်ရှိပယ်ဝါတဲ့စုတွေထဲမှာထောင်စုကတော့3စုထွက်သွားပြီတောင်းစုက4စုသိန်းစုက2စု3သိန်းသိန်းစု3စုပဲကျန်มาတော့တယ်2သိန်း10သိန်းသိန်း30အမြင့်ဆုံး2စုကျန်နေသေးတဲ့အတွက်စိတ်ပူကြတော့မရှိသေးပါဘူးကိုတင်ကိုဝင်းနောက်ထပ်ဆုံးဖြတ်ချက်တွေမှတ်ပါစေ23 model ခိုင် EE ကျော် model ခိုင် EE ကျော်6000တောင်းစုကလဲစုကြီးတွေထဲမှာ8000နဲ့9000ပဲကျန်တယ်ကျန်တော့စုသေးကျန်ပါသေးတယ်ပြပါအောင်22 model ပိုးဝတ်တုံကျော် model ပိုးဝတ်တုံကျော်
ဒါဟာစိတ်မကောင်းစရာပါနော်စုအကြီးဆုံးသိန်း30နဲ့သိန်းစုတွေကနောက်ထပ်2သိန်းပဲကျန်ပါတယ်ကဲအဲ့တော့သိန်း30နဲ့2သိန်းပဲကျန်ပါတယ်ကျန်တာကတော့ထောင်စုတွေတောင်းစုတွေကျန်ပါသေးတယ်ဟုတ်ကဲ့ပါဗျအမြင့်ဆုံးစုတော့ကျန်ပါသေးတယ်အဲ့ဒီအောက်မှာ2သိန်း8000ကျန်တာတွေကတော့ထောင်စုနဲ့တောင်းစုအသေးတွေပဲရှိပါတော့ကျွန်တော်မြင်လိုက်ပါ2သိန်းနဲ့သိန်း30အဲ့ဒီအောက်မှာ8000အဲ့ဒီအောက်မှာ9000ကျန်တာထောင်စုက9စုတောင်ကျန်သေးတယ်အခုစက်မကစား OK ဒေါ်လာကစုငွေ9000ချင်းနေပြီ9000အထက်မှာ2စုပဲရှိတယ်2သိန်းနဲ့သိန်း30အဲ့ဒီအောက်မှာ8000 9000ထောင်စုတွေတောင်းစု ဆက်ရေး စက်ကစားမယ်စက်ကစားပါမယ်ကဲပေးပါဦးကိုတင်ကိုပဲ 17 model with the zen on model with the zen on ခုနေထားတော့တော်တော်လေးကိုစိတ်လှုပ်ရှားစရာကောင်းပါတယ်စုအကြီးဆုံးတစ်စုပဲကျန်တယ်အဲ့ဒီအောက်မှာ2သိန်းနဲ့8000ထောင်စုတွေကတော့9စုကျန်နေပါသေးတယ်ကံကောင်းပါစေစုသေးဖြစ်ပါစေ3000ကျပ်ကဲဆက်ပေးပါဦး 8 number 8 model EE Kai model EE Kai 4500လက်ကိုကြည့်ပေးပါဦးချိန်နေရန်ကောင်းလာပြီထောင်စု4စုပဲကျန်တယ်ကျိုးတော့ပါကိုတင်ကိုဝင်း16 model ငွေစင်သွန်း model ငွေစင်သွန်းကဲနံပါတ်16 model ငွေစင်သွန်းကံကောင်းပါစေစုသိပ်ဖြစ်ပါစေ yes 2500 5000 8000ထောင်စု3စုပဲကျန်တယ်ချိန်နေရန်ကောင်းသွားပြီကိုတင်ကိုဝင်းအခုအနေထားက30လဲကျန်နေပါသေးတယ်ဟုတ်ကဲ့ပါဗျထောင်စု3စုကျန်ပါသေးတယ်30နဲ့2သိန်းကျန်ပါတယ်ကျွန်တော်မလေးပါမယ်တောင်းစုကတော့1000 2000ခွဲ9000 8000တောင်းစု4စုထောင်စု3စုတောင်းစု4စုနဲ့သိန်းစု2စု2သိန်းနဲ့30အခုစက်မကစားရင်ခုန OK ဒေါ်လာ9000အခု3သိန်းနဲ့4000 3သိန်း4000အထက်မှာ2သိန်းရှိတယ်သိန်း30ရှိတယ်အဲ့ဒီအောက်မှာတော့တောင်းစု4စုနဲ့ထောင်စု3စုကျန်နေတယ်စုသေး9စုစက်ကစားပါဦးခင်ဗျဘယ်ပါဦး20 model line 90 OK ဒေါ်လာချင်းမြင်တဲ့စုငွေ3သိန်း4000ကိုလောလောဆယ်ငင်းပယ်ထားတဲ့ကိုတင်ကိုဝင်းကံကောင်းပါစေဒီစုလဲထောင်စုဖြစ်ပါစေ model line 90လက်ထဲကနောက်ဆုံးကြံနေသေးတဲ့စုသေး20ဟာ30ဖြစ်သွားရှာတယ်စိတ်မကောင်းပါဘူးအမြင့်ဆုံးစု2သိန်းအနိမ့်ဆုံး2500ကဲကြိုးစားပယ်ပြီပါကိုတင်ကိုဝင်းတွေ့ number 12 model တန်စင်သစ္စာ model တန်စင်သစ္စာအမြင့်ဆုံး2သိန်းကလွယ်ပြီးတော့ကျန်တဲ့စုတွေဖြစ်ပါစေ9000ဒီလိုဖြစ်ရမှာနော်သိန်း30မဟုတ်ဘဲနဲ့ထောင်စုနဲ့စုကျန်ပါသေးတယ်2500နဲ့8000ကြိုးစားပေးပါဦး5 number 5 model Jujuko 8000ကဲအခြေအနေကတော့ကိုတင်ကိုဝင်းတောင်းစုထဲမှာလည်းအမြင့်ဆုံး9000မကျန်တယ်ထောင်စုကလည်း2စုကျန်သေးတယ်နည်းနည်းတော့စိတ်လှုပ်ရှားစရာစိတ်ပူစရာတော့ကောင်းနေပြီနော်သိန်းစုက2သိန်းစုပဲကျန်တယ်ပြပါဦး7 number 7 model ဝင်းမုံတန်တာလက်ထဲမှာနောက်ထပ်ပယ်ရမယ် OK ဒေါ်လာအချင်းမြင်သေးတဲ့စု8000အဲ့တော့စိတ်နည်းနည်းလေးတော့ပူစရာလျော့သွားတာပေါ့နော်2500ပဲကျန်မယ်1000 2000ခွဲ9000ကျန်မယ်2သိန်းကျန်မယ်ဟုတ်ကဲ့ပါဗျစု5စုကျန်ပါတယ်2500 1000 2000ခွဲ9000 2သိန်းပါကျွန်တော်မေးလိုက်ပါမယ်
တောင်းစု3စုထောင်စု1စုသိန်းစု1စု2သိန်းအမြင့်ဆုံးအဲ့ဒီအောက်မှာ9000အဲ့ဒီအောက်မှာ2000ဝယ်ခု75,000ရှင် OK ဒေါ်လာကစုငွေ4000ခွဲချိမြင့်ပေးမယ်4000ခွဲအထက်မှာ2စုရှိတယ်အဲ့ဒီအောက်မှာ3စုရှိတယ် စက်ကစား စက်ကစားမယ်စက်ကစားပါဦးခင်ဗျာပေးပါ 2 Number 2 model Alchemy model Alchemy model Alchemy လက်ထဲကနောက်ထပ်ပယ်လိုက်တဲ့စုကတော့9000အဲ့တော့ကိုတင်ကိုဝင်းနည်းနည်းလေးတော့စိတ်ပြန်ပူရတော့မယ်2သိန်းအောက်မှာ2000ခွဲနဲ့1000ပဲရှိတော့တယ်အဲ့ဒီအောက်ဆုံးမှာလည်း2500ဖြည့်ကျန်နေသေးတယ်စူးစမ်းပဲပါ3စုတည်းရလေးစု 3 Number 3 model Momo Ranger model Momo Ranger လက်ထဲကနောက်ထပ်ပယ်လိုက်တဲ့ OK ဒေါ်လာချိပေးတဲ့စုပါ2000ခွဲအိုးအိုး3စုကျန်ပါတယ် model လေး2ယောက်နဲ့ lucky number 9ထောင်စုတစ်စုတောင်းစုတစ်စုသိန်းစုတစ်စုတိုက်တိုက်ဆိုင်ကျန်ပါတယ်2500ရယ်1000ရယ်2သိန်းရယ်ကဲ3စုတွေကတစ်စုကိုဖယ်လိုက်အောင် 21 model သင်္ဇာထက်ဦး model သင်္ဇာထက်ဦးနောက်ဆုံးတစ်စုပဲကျန်ပါတော့မယ် model သင်္ဇာထက်ဦးလက်ထဲကကိုင်းကျွန်တော်တို့တွေရင်ခုန်စွာနဲ့ဆက်ပြီးတော့စောင့်ကြည့်လိုက်ရအောင်ထောင်စုလားတောင်းစုလားသိန်းစုလား1000 2500နဲ့2သိန်း2500နဲ့သိန်းအစ80กว่าပါတယ်အစ80ကိုယူလို့လည်းရပါတယ်လဲမယ်ဆိုရင်နံပါတ်7 model ဝင်းရွှေရီသင်းလက်ထဲကလက်ဆွဲတစ်တာကိုလည်းလဲလို့ရပါတယ်အစ80တီးတီးกว่าပါတယ် 9ပဲယူမယ် ကိုပဲယူမယ်နံပါတ်7 model ဝင်းရွှေရီသင်းစင်းမြင့်ပေါ်နေစင်းမြင့်ပါပြီ model ဝင်းရွှေရီသင်းလက်ထဲမှာ2500ပါသွားပါစေစုတောင်းပေးပါတယ်2သိန်းဒါမှမဟုတ်2500ကိုတင်ကိုဝင်းမင်္ဂလာတော့လာပြိုင်တဲ့အတွက်ဒီနေ့ညမှာစုငွေ2သိန်းနဲ့အိမ်ပြန်သွားနိုင်ပါစေစုတောင်းပေးပါတယ်ပြည်သက်နဲ့တူကြီးခေါ်ကြ2500နဲ့2သိန်းအစ80တီတီกว่าပါတယ်ကိုယ့်ဘာကိုရင်ခုန်ကြင်သလားပြည်သက်ကိုပြကြင်သလားဗျပြည်သက်ပြလိုက်မယ်ပြည်သက်များ2သိန်းဖြစ်ခဲ့ရင်တော့အားရပါရလက်ခုပ်တီးပြီးဂုဏ်ပြီးပေးပါ1 2 3အဲ့ဒီအတိုင်းမကြားချင်ပါဘူးစိတ်မကောင်းပါဘူးစွန့်ငွေ2500ချင်းမြင့်ပေးဖို့ကိုစန်းထုတ်ပေးပါတယ်ဗျကိုတင်ကိုရင်ကိုအားပေးလက်ခုပ်လေးချင်းမြင့်ပေးပါဦးဗျကျွန်တော်တို့ဒီတစ်ပတ်ဘေးလီနဲ့တော့အစီအစဉ်ကနေရှင်ပြိုင်ပြီးတော့စုရွေးတဲ့အစီအစဉ်ကိုရောက်လာတယ်ပြီးတော့စုတွေအားလုံးကုန်တဲ့အထိနောက်ဆုံးအထိရွေးချယ်လိုက်ပြင်မဲ့နောက်ဆုံးမှာသူရွေးထားတဲ့နံပါတ်6ကိုပဲကျွန်တော်တို့ဖွင့်လိုက်တာ2500ဖြစ်သွားတဲ့အတွက်ဒီတစ်ပတ်မှာစိတ်မကောင်းစွာနဲ့ပဲကျပ်2500ချင်းမြင့်လိုက်ပါတယ်ကျွန်တော်တို့ဒီတစ်ပတ်စိတ်မကောင်းစွာနဲ့ပဲ2500ချင်းမြင့်လိုက်ရပြင်မဲ့နောက်တစ်ပတ်တရောဘယ်လောက်စုရွေးထပ်ပြီးစုခုကြအောင်မလဲဆိုတာစောင့်မျှော်ရင်ခုန်ရင်းနဲ့ဘေးလီနဲ့တော့မှပြန်ဆုံကြအောင်ခင်ဗျာ